ဆိုင်ရှင်တွေဒီဗီဒီယိုမြင်လဲဂရုမစိုက်ဘူးကွာငါအလကားစားတာမဟုတ်ငါပတ်စံနဲ့ငါဝယ်စားတာတန်တန်ကြီးပေးပြီးစားတာရှင်းလားမင်းအားမနာဘူးလားဘာလာမပြောနဲ့နော်ငါဒီတစ်ခေါက်တန်အောင်လို့အိတ်ပြီးတော့ပါစားခဲ့တယ်ကွာဒီခါစားပြီးရင်တော့ဝက်ရှော့တော့မယ်ရောက်ဖြားလေးတော့ဖတ်ထားတယ်ရောက်ဟာဒီမှာလေးဟာကိုတွေ့ရကြတွေ့အောင်တွေ့ကြတော့ဟာပုံပုံကိုစားတာတတိယလဲမရမဟုတ်ခုကဘာဈေးသက်တွားလာနေတော့ဒီတိုင်းပဲကို29,500ပါ19,500ကျဲတော့စားအချိန်ရအောင်ကျင်ကန်းလည်းမရှိဘူးဒီတိုင်းပဲဟုတ်ကဲ့ရှင်ဘုံကဒီမှာ9ရောက်စားလောက်စားပါကွာအဲ့တော့အားနာလို့ဘယ်လောက်ရှင်းမရမလဲရတယ်မလို့ကို29,500ပါအော်မဟုတ်တာဟုတ်ပါရောငါလည်း3,000ပဲပါတာပါ3,000တော့ယူလိုက်ပါနော်အားနာလို့ကျေးဇူးပါကိုအေးဟဲ့အောင်ငါပေးတာတော့စီစဉ်လိုက်ကွာဟာဟဲ့အောင်ကောင်းလို့လားမကွန်ရောင်းရမှာနော်ဟဲ့အောင်ငါစားမှာမဟုတ်ဘူးဖေးပြင်စားမှာနင်မကြားဘူးလားဘူးဖေးပြင်မကြားဘူးA few moments later. အားစီမျိုးလုံးစိုးလို့ဝိုင်းအဲ့ရခင်းလာတာဟုတ်ခင်းလာလိုက်ဟာဟဲ့လူခဏပြသေးလားတန်တိုင်းနေပြီဗျအချိန်ကိုလိုက်ကြည့်အောင်ဘာလို့မှလဲဟာဟဲ့အောင်မင်းတို့ပြောတော့အချိန်ကတ်သက်မရှိဘူးဆိုဒီမဲ့အချိန်ကတ်သက်မရှိဆိုတာကလေစိုင်ဖွင့်တဲ့အထိကနေစိုင်ပိတ်တဲ့အထိကိုအချိန်ကတ်သက်မရှိလို့ပြောတာငါအဲ့တော့စားလို့မရဘူးခင်ဗျားဆိုပို့တော့မရဘူးဗျာ